သူအိမ်ပြန်မိရထားပေါ်မှာထိုင်လိုက်သည်ခရီးသည်တွေနှင့်စကားဆက်မည်ပြောပြီးမိမိအိမ်များကိုကိုယ်တိုင်သယ်ဆောင်ခဲ့သည်သို့သောလွန်ခဲ့သောနာရီပိုင်းလိုကတွင်သူသည်အမေရိကန်ပြည်ထောင်စု၏သမ္မတဖြစ်ခဲ့သူပါလူပေါင်းရာနှစ်ချီသေဆုံးစေခဲ့သောအဏုမြူဗုံးများကိုကျဲချခဲ့ပြီးဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်ခဲ့သလိုကော်ရီးယားစစ်ပွဲတွင်လည်းလူငယ်များကိုတွားရောက်တိုက်ခိုက်သေဆုံးစေခဲ့သည်ဒါပေမဲ့အခုတော့အရာအလုံးပြီးဆုံးသွားခဲ့ပြီးလုံခြုံရေးအဖွဲ့လည်းမရှိဝန်ထမ်းတွေလည်းမရှိဘေးနားမှာဇနီးနှင့်သမီးဖြစ်သူတို့သာရှိတော့သည်လွန်ခဲ့သော8နှစ်ကသူထွက်ခွာသွားခဲ့သောအင်္ဂလိပ်ထံသို့သူပြန်လျှောက်လန်းလာခဲ့သည်ကြိုဆိုပွဲအခမ်းအနားပြီးဆုံးသွားချိန်တွင်တော့နောက်ဆုံးမှာတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ထရူးမန်သည်မနက်ခင်းလမ်းလျှောက်ထွက်ရင်းငယ်စဉ်ကတည်းကတိကျွမ်းခဲ့သောအိမ်နီးနားချင်းများကိုလက်ပြနှုတ်ဆက်ခဲ့သည်သမ္မတရာထူးဆိုသည်မှာသူ့ကိုခဏတာငှားရမ်းထားခဲ့တဲ့ကဲ့သို့ပင်